မင်္ဂလာကြည့်သောနနက်ခင်းလေးပါရှင်။ဇူလိုင်လ12ရက်တနင်္ဂနွေနေ့မနက်ခင်းသတင်းကို Thailand News မှပြန်လည်တင်ဆက်ပေးပါမယ်ရှင်။မူရစ်ဆေးဆွဲသည့်ဖခင်ကြောင့်ပင်လယ်ထဲဆင်းပြီးအဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ကလေး3ဦးရဲ့သတင်း။ထိုင်းနိုင်ငံနခွန်စီဓမ္မရပြည်နယ်တွင်မူရစ်ဆေးဆွဲနေသည့်ဖခင်ဖြစ်သူ၏နှိပ်စက်မှုများကြောင့်အသက်18နှစ်အောက်မောင်နှမ3ဦးပင်လယ်ထဲဆင်းကအဆုံးစီရင်ရန်ကြိုးစားခဲ့ရာပတ်ဝန်းကျင်ကအရှိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်။အဓိကအကြောင်းရင်းမှာဖခင်ဖြစ်သူသည်ဆေးကြောင့်စိတ်ဝေဒနာရနေပြီးကလေးများကိုရိုက်နှက်ခြင်းပိတ်ဆန်တောင်းခိုင်းခြင်းမူရစ်ဆေးဝါးသုံးစွဲခြင်းများပြုလုပ်ခဲ့ပါတယ်။မိခင်ဖြစ်သူမှာလည်းအကြမ်းဖက်မှုကြောင့်အိမ်မှထွက်ပြေးနေရသူဖြစ်ပါတယ်။လက်တလောအရှိန်တွေမှာကလေးများထိခိုက်ဒဏ်ရာမရဘဲပြီးကင်းပြီးဖခင်ဖြစ်သူကိုမူမိသားစုနဲ့အိမ်နီးနားချင်းများကိုရန်မူရန်ကြိုးစားမှုကြောင့်ရဲစခန်းတွင်ဖမ်းဆီးထားပါတယ်။တို့တော့လဲနောက်10ရက်အတွင်းဖခင်ဖြစ်သူပြန်လည်လွတ်မြောက်လာပါကထပ်မံအကြမ်းဖက်ခံရမည်ကိုကလေးများနဲ့အဖိုးအဖွားများကစိုးရိမ်နေကြပါတယ်။လက်ရှိတွင်သက်ဆိုင်ရာတာဝန်ရှိသူများကကလေးများပေးကင်းလုံးချုံစွာနေထိုင်နိုင်ရေးကြောင်းပြန်တဲ့နေရေးနဲ့ဖခင်ဖြစ်သူကိုကလေးတငယ်အလွဲသုံးစားမှုဖြင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒုတိယသတင်းတစ်ပုဒ်ကိုထပ်မံတင်ဆက်ပေးပါမယ်ရှင်။ဝက်အသေးကောင်များကိုရေထဲဆွန့်ပစ်မှုကြောင့်အင်းတခြားဝက်ယောဂဆက်လက်ပြန့်နှံ့နေဟုဒေသခံများပြောဆိုတဲ့သတင်း။အင်းလေးဒေတာနှင့်လွန်ခဲ့သောတစ်ပတ်ခန့်မှစ၍ဝက်နာကျယောဂများဖြစ်ပွားခဲ့ရာယောဂဖြစ်သေဆုံးသည့်ဝက်အသေးကောင်များကိုမြေမြုပ်နှိမ်ခြင်းမရှိဘဲရေထဲသို့ဆွန့်ပစ်နေမှုများကြောင့်အင်းတခြားကြီးကျေးရွာများအကြားဝက်ယောဂဆက်လက်ပြန့်နှံ့နေကြောင်းဒေသခံများကပြောပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေတာမြောက်အင်းဖက်ကြီးရေပေါ်ကျေးရွာအချို့တွင်မြေမြုပ်ရဲ့နေရာအခက်အခဲကြီးတဲ့ဖြင့်ယောဂဖြစ်သေဆုံးသည့်ဝက်များကိုဆာလာအိတ်ဖြစ်ထုတ်ကာရေထဲတွင်သာဆွန့်ပစ်ခဲ့ပြီးဝက်အသေးကောင်များသည်တောင်ဖက်စကားအင်းဖက်တို့မျောပါသွားပြီးတီလာပီယာငါးများကအဆိုပါဝက်များကိုစားတော့ကြသည်ဟုသိရပါတယ်။ရေထဲမျောလာတဲ့ဝက်အသေးကောင်တွေကိုငါးတွေစားပြီးအဲ့ဒီငါးတွေဟာငါးဖန်သမားတွေပြန်ဖမ်းပြီးရွာတွေမှာရောင်းပါတယ်။ရွာသားတွေကဝယ်စားပြီးကြံတဲ့ဟင်းအကျွင်းကျန်တွေကိုဝက်စာပြန်ကျွေးတော့အဲ့လိုကနေယောဂတရွာပြီးတရွာဆက်ကူးသွားတာဟုအင်းလေးဒေတာခန့်သူကပြောပါတယ်။အဲ့ဒီလိုနဲ့စကားအင်းဖက်မှာဝက်နာကြပြီးတချို့ရွာမှာချီတဲ့ဝက်တွေအကုန်လုံးသေသွားတာမျိုးရှိပါတယ်။ကွင်းဆက်ကတော့ယောဂနဲ့သေတဲ့ဝက်တွေကိုမြေမမြုပ်နိုင်ပဲရေထဲဆွန့်ပစ်တာကစတာပါဟု၎င်းကဆက်ပြောပါတယ်။လက်ရှိအချိန်ထိအဆိုပါငါးများကိုစားသုံးခြင်းကြောင့်လူတို့ယောဂကူးဆက်ခြင်းဖျားနာခြင်းများမရှိသေးတော့လဲယောဂဖြစ်သေဆုံးသည့်ဝက်အသေးကောင်များကိုကင်သွယ်ခြင်းနဲ့မြေမြုပ်ရာတွင်ပါဝင်ခဲ့သူအချို့မှာဖျားနာမှုများကြုံတွေ့ခဲ့ရကြောင်း၎င်းကဆိုပါတယ်။စကားအင်းအနီးရှိကျေးရွာအချို့တွင်ဝက်များအစုလိုက်အပြုံလိုက်ဖျားနာသေဆုံးခဲ့ပြီးလက်ရှိအချိန်ထိဝက်ကြံချိနေသေးသည့်ကျေးရွာများတွင်ယောဂဆက်လက်ကူးစက်နေဆဲဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အင်းအနောက်ဖက်ချမ်းကြီးပအိုးကျေးရွာအချို့တွင်လည်းဝက်သားစားသုံးပြီးနောက်အော့အန်ခြင်းဖျားနာခြင်းများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒေသခံများကယောဂကူးစက်သေဆုံးသည့်ဝက်အကောင်များကိုရေပြင်အတွင်းဆွန့်ပစ်ခြင်းမပြုဘဲမြေကြီးအတွင်းစနစ်တကျမြုပ်နှံဆွန့်ပစ်နိုင်ရဲ့အတွက်ရက်ကွက်နဲ့ကျေးရွာအဆင့်အုပ်ချုပ်ရေးတာဝန်ရှိသူများကစီမံဆောင်ရွက်ပေးရလိုအပ်ကြောင်းပြောဆိုကြပါတယ်။ဒါအပြင်လူထုအနေဖြင့်အသိပညာနည်းပါးခြင်းတို့မဟုတ်လိုအပ်သည့်အရင်းအမြစ်များမလုံလောက်ခြင်းကြောင့်စီကံမဲ့ဆွန့်ပစ်မှုများဖြစ်ပေါ်နေပါကအာဏာပိုင်များအနေဖြင့်လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးသင့်ကြောင်းနဲ့လူထုကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့်ကိစ္စဖြစ်တဲ့ဖြင့်ပေါ်စားရမဖြစ်ကြောင်းလည်းတိုက်တွန်းထားပါတယ်။ဒါတဲ့သတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။တန်လွင်မြစ်ရေဖန်အံမျိုးဤစိုးရိမ်ရေအမှတ်ထက်4စင်တီမီတာကျော်လွန်တဲ့သတင်း။တန်လွင်မြစ်ရေသည်ဖန်အံမျိုးဤစိုးရိမ်ရေမှတ်ထက်4စင်တီမီတာကျော်လွန်ရောက်ရှိနေပြီးမြစ်ကမ်းအနီးရေဝင်မှုများစတင်လာပါတယ်။ကရင်ပြည်နယ်ဖန်အံမျိုးကြီးတန်လွင်မြစ်သည်ဇူလိုင်လ17ရက်ညနေ4နာရီခွဲမှစတင်ကမြို့၏စိုးရိမ်ရေအမှတ်ထက်4စင်တီမီတာတို့ကျော်လွန်ရောက်ရှိနေကြောင်းသိရပါတယ်။ဖန်အံမြို့၏စိုးရိမ်ရေအမှတ်သည်950စင်တီမီတာဖြစ်ရာလက်ရှိအချိန်၌954စင်တီမီတာတို့ရောက်ရှိနေတဲ့ဖြင့်မြစ်ကမ်းအနီးအချို့နေရာများတွင်ရေဝင်ရောက်မှုများဖြစ်ပေါ်လာကြောင်းသိရပါတယ်။ဒါကြောင့်မြစ်ကမ်းအနီးနေထိုင်သူများအနေဖြင့်မိုးစလာ၏တတိပေးချက်များကိုအလေးထားလိုက်နာကလိုအပ်သောကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်သက်ဆိုင်ရာတာဝန်ရှိသူများကအသိပေးနှိုးဆော်မှုများပြုလုပ်ထားကြောင်းသိရပါတယ်။
နောက်ဆုံးသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်မလေးရှားမှာအသက်ပေးလိုက်ရတဲ့မြန်မာအမျိုးသမီးရဲ့သတင်းမိသားစုစားဝတ်နေရဲ့အတွက်ကိုမြေကိုရေကိုစွန့်ခွာပြီးအသက်ကိုဖက်နဲ့ထုတ်ကအလုံးလုံးနေကြရတဲ့မြန်မာလူသားတွေရဲ့ဘဝဟာတကယ်ကိုခက်ခဲကြမ်းတမ်းလွန်းလာပါတယ်ယခုလည်းမလေးရှားနိုင်ငံမှာအော်ပရာစီအထောက်ထားစစ်ဆေးဖမ်းဆီးမှုကိုကြောက်လန့်တကြားခြောင်သိမ်းရင်းမထင်မှတ်ပဲအသက်ဆုံးရှုံးသွားရတဲ့ရင်ခွဲဖွယ်မြန်မာအမျိုးသမီးတဦးရဲ့ဖြစ်စဉ်ကိုဝမ်းနည်းစွာနဲ့တင်ဆက်ပေးလိုက်ပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇူလိုင်လ6ရက်နေ့ကမလေးရှားနိုင်ငံမလက်ကာမြို့မှာဖြစ်ပွားခဲ့တာပါအာနာပိန်တွေကအော်ပရာစီဝင်ရောက်လာပြီးတရားမဝင်နေထိုင်သူတွေကိုအပူတပြင်းရှာဖွေဖမ်းဆီးချိန်မှာရန်ကုန်တိုင်းမော်ဘီမြို့နယ်ကနေလာရောက်အလုပ်လုပ်ကိုင်နေတဲ့အသက်38နှစ်အရွယ်မခက်ကေခိန်ဟာဖမ်းဆီးမခံရဖို့အတွက်အထက်မြင့်အဆောက်အုံပေါ်ကနေထွက်ပြေးသိမ်းချောင်ခဲ့ပါတယ်အခန်းတစ်ခုနဲ့တစ်ခုအကူတန်ချောင်းပေါ်ကနေအသေးထန်ဖြတ်ချောင်းနေစဉ်မှာပဲကန်ဆိုးစွာနဲ့ခြေချော်ကျပြီးအထက်မြင့်ပေါ်ကနေပြုတ်ကျကဝမ်းနည်းဖွဲ့ရာအသက်ဆုံးရှုံးသွားခဲ့ရတယ်လို့မြန်မာလူမှုကူညီရေးအသင်းမလေးရှားကအတည်ပြုပြောကြားထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမလေးရှားရောက်မြန်မာလုပ်သားတဦးကခိုးဝင်အလုပ်သမားတွေကဘဝကမလွယ်ပါဘူးအမြဲတမ်းကြီးလန့်စာစားနေရတယ်ဖမ်းခံမိရင်လည်းထိန်းသိမ်းရေးစခန်းအဖို့ခံရပြီးနေရက်ပြန်ဖို့ခံရအောင်မလို့ရင်နနာနဲ့ဖွင့်ဟပြောဆိုထားပါတယ်တကယ်ကိုသွေးဆူရင်ခွဲစရာကောင်းလာတဲ့ဘဝတွေပါယခုအခါမှာတော့ကွယ်လွန်သူမခက်ကေခိန်အတွက်ဆလန်ကောပြည်နယ်ကာချမ်းမြို့မှာမြစ်တာပို့အမျှပေးဝေပွဲကိုပြုလုပ်သွားမှာဖြစ်ပြီးကျန်ရစ်သူမိသားစုတွေရဲ့စန္ဒအရဇူလိုင်လ12ရက်နေ့မှာတော့ရုပ်အလောင်းကိုရန်ကုန်မြို့စီကိုလေယာဉ်နဲ့ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့သိရပါတယ်။တိုင်းတစ်ပါးမှာမိသားစုအတွက်ရုန်းကန်ရင်ယခုလိုကြေလင့်သွားခဲ့ရတဲ့မခက်ကေခိန်လေးကိုကောင်းရာသူကတိလားစေဖို့နဲ့ကောမန့်မှာဝင်ရောက်ဆုတောင်းပေးခဲ့ကြပါအောင်ရှင်။ Thailand News ကိုအားပေးနားဆင်ကြတဲ့ချစ်ပရိသတ်များအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားများအားလုံးကျမ်းမာချမ်းသာကြပါစေရှင်။